ကျမမှာဘာရွေးချယ်ခွင့်မှမရှိရအဲ့တော့လေလက်ထပ်ရတာပေါ့ကျမလက်ထပ်ချင်လို့မဟုတ်ပါဘူးမင်းကလည်းလှတာဟုတ်ကွာဒါကြောင့်အဖွားကအကိုလိုလူမျိုးနဲ့မပေးစားချင်တာနေမှာညီရဲ့မိန်းမကိုအကိုကဆက်ယူရဲဆိုတာကြားဘူးကြလားရွာလေးတရွာမှာဟေမန်းဆိုတဲ့ရုပ်ရည်ချောမောလှပပြီးရင်ကျေးသိမ်မှုတဲ့19နှစ်အရွယ်မိန်းကလေးတစ်ယောက်ရှိပါတယ်။သူမကမျိုးစောဆိုတဲ့73နှစ်အရွယ်ကောင်လေးနဲ့အတင်းပေးစားခံခဲ့ရတယ်ဗျ။မျိုးစောကငယ်ရွယ်သူဖြစ်တာကြောင့်ယောက်ျားမိန်းမအချစ်ကိုလည်းနားမလဲတဲ့အပြင်အိမ်တော်ဦးစီးတာဝန်လည်းမယူနိုင်ခဲ့ပါဘူး။ခင်မိုးတယောက်ရဲ့တာဝန်ကိုလည်းနားမလဲခဲ့ဘူးပေါ့ဗျာ။တနေ့တော့ဟေမန်းချင်းနှောင်ဆွဲပြီးတောထဲကိုထွက်ဖို့ပြင်းခဲ့လိုက်ပါတယ်အမေဝက်စာကုန်နေပြီသမီးဝက်စာသွားရှာလိုက်အောင်မယ်နော်ကောင်းတာပဲချွေးမလေးခဏလေးမျိုးစော်ပါတူလိုက်ခိုင်းလိုက်မယ်မျိုးစော်မင်းမိမကိုကူလိုက်ပါအောင်ဟုတ်ကဲ့မေနှစ်ယောက်သားရွာလန်းအတိုင်းထွက်လာချိန်ရွာဆက်ရောက်တော့မျိုးစော်ကစားနေတဲ့တငယ်ချင်းအုပ်စုကိုတွေ့လိုက်ရပါတယ်မိုင်းမန်တွားနေနော်ကျွန်တော်လိုက်လာခဲ့မယ်အခုတော့တငယ်ချင်းတွေနဲ့အရင်ကစားလိုက်အောင်မယ်ဟေမန်တပ်ပြင်းချလိုက်ခါစိတ်ပြက်စွာနဲ့တယောက်တည်းတောထဲဝင်လာခဲ့ပါတယ်အလုံးလုံးနေချေခြေတံပြင်းပြင်းတစ်ခုကိုဟေမန်ကြားလိုက်ရတယ်ဗျဟေမန်ဒီမှာတယောက်တည်းဘာလုပ်နေရလဲမျိုးစော်အတူခေါ်မလာဘူးလားအကူမျိုးနောင်ပါလားမျိုးစော်ကတငယ်ချင်းတွေနဲ့ကစားနေလို့ကျမတယောက်တည်းလာခဲ့တာအော်လာအကူကူလုပ်ပေးမယ်မျိုးနောင်ဟေမန်လက်ထက်ကဓာတ်ကိုယူကလင်းမြန်းစွာအပင်ကိုခုတ်လိုက်ပါတယ်ပြီးနောက်သူမအင်ဂျီမှာပေးနေတဲ့အမိုက်တွေကိုခါထုတ်ပေးလိုက်ခါမျက်နှာချွေးတွေကိုလည်းတုပ်ပေးလိုက်တယ်ဗျမင်းအရန်ပင်ပန်းနေမှာပဲဘာလို့ဒီလောက်ငယ်တဲ့ကလေးနဲ့လက်ထပ်ဖို့သဘောတူလိုက်တာလဲ။ तू ကမင်းကိုဘာမှကူနိုင်သေးတာမဟုတ်ဘူး။ကျမမှာဘာရွေးချယ်ခွင့်မှမရှိရ။အဲ့တော့လည်းလက်ထပ်ရတာပေါ့။ကျမလည်းလက်ထပ်ချင်လို့မဟုတ်ပါဘူး။မင်းကလည်းလှတာဟုတ်။ဒါကြောင့်အဖွားကအကိုလိုလူမျိုးနဲ့မပေးစားချင်တာနေမှာ။ကိုလိုလူနဲ့လက်ထပ်လိုက်ရင်အခုလိုပင်ပန်းနေရမှာမဟုတ်ဘူး။ကျမတို့တဘောကြရင်အဲ့တော့ကဘာလို့မပြောတာလဲ။အခုတော့နောက်ကျသွားပြီ။အဲ့ချိန်မှာပဲမျိုးနောင်ကရှေ့ကိုချစ်တလန်းတိုးလိုက်ခါတယောက်အသက်ရှူတန်းတယောက်ကြားလောက်တဲ့အထိနီးကပ်သွားခဲ့ပါတယ်မင်းသာဆန္ဒရှင်နောက်ကြတယ်ဆိုတာမရှိပါဘူးဒါပေမဲ့အကိုဒီလိုမပြောပါနဲ့မတင်တော်ပါဘူးကျမအကိုခဲမပါနော်မျိုးစောကမင်းကိုချစ်ပေးရကောင်းမှမှမသိတာအကိုပဲအချစ်တွေပေးပေးရစေနော်မျိုးနောင်တဖေးဖေးအနောက်ကိုတိုးကပ်လာချိန်ဟေမန်ကလည်းရုံးကန်ချင်းမပြုတ်တာမို့နှစ်ယောက်သားဖောက်ပြားမိသွားခဲ့ပါတယ်အချိန်လေးကုန်လာခဲ့တာနဲ့အမျှနှစ်ယောက်သားရဲ့အချစ်တွေလည်းပိုတိုးလာပြီးထိန်ထားလို့မရနိုင်တော့ပါဘူးအကိုကျမဒီလိုထပ်ပြီးပုံးကွယ်မနေချင်တော့ညတိုင်းအကိုမဟုတ်တဲ့တူရဲ့ဘေးနားမှာအိတ်နေရတာကျမရမ်းနာကျင်ရတာပဲဘာလို့ကန်တရားကြီးကကျမတို့ကိုဒီလိုရက်ဆက်ရတာလဲအကိုလည်းမင်းကိုတခြားသူမိမအနေနဲ့မြင်ရတာနာကျင်ရတာပါပဲဒါပေမဲ့ဘယ်တတ်နိုင်မှာလဲကန်တရားအတတ်မှတ်ထားမှာတော့ကန်တရားကမတရားကျမတို့အချင်းအမားကပေါက်ဖွာလာတာဘယ်တော့မှအမှန်ကိုပြင်နိုင်မှာမဟုတ်တော့ဒါပေမဲ့ကျမအဲ့ဒါတွေကိုကြည့်မဆိုင်ဘူးငရဲကြရင်ကြပါစေအကုန်မိမဖြစ်ခွင့်ရမယ်ဆိုရင်အသက်နဲ့လဲရရင်တော့လဲမယ်မျိုးနောင်ဟေမန်ရဲ့မျက်ရည်တွေကိုတုပ်ပေးလိုက်ခါတည်ငြိမ်စွာပြောလိုက်ပါတယ်မင်းသာဘာမဆိုလုပ်နိုင်နေဆိုရင်နီလန်တစ်ခုတော့ရှိတယ်။ဘာနီလန်းလဲအကိုဒါရွေးလိုက်ကျမလိုက်ခဲ့ဖို့အစ်စ်ပါပဲ။ညီရဲ့မိန်းမကိုအကိုကဆက်ယူရဲဆိုတာကြားဘူးလား။ညီသေးသွားရင်သူ့မိန်းမနဲ့ကလေးတွေကိုယောက်ျားရဲ့ဆွေမျိုးဒါမှမဟုတ်အကိုကတာဝန်ဆက်ယူလို့ရတယ်။အဲ့လိုပဲညီဆိုရင်လည်းညီကတာဝန်ဆက်ယူလို့ရတယ်။မကြီးကိုဆက်ယူလို့ရတယ်ဆိုတဲ့သဘောပေါ့။အကိုတို့ဇလန်းမှာအကိုကမျိုးတူတဲ့အကိုဖြစ်တဲ့အပြင်အိမ်အောင်လည်းမရှိသေးတော့
အကိုသားမင်းကိုမိမအဖြစ်ဆက်ယူမယ်လို့ပြောရင်မခက်ခဲတော့ဘူး အကိုဘာကိုဆိုလိုတာလဲ အဓိကမင်းယောက်ျားမရှိတော့ဘူးပဲကျန်တဲ့ကိစ္စကိုကစိတ်ပူစရာမလိုတနေ့တော့ဟေမန်ကပြောင်းကင်းမှာကုခိုင်းမယ်ဆိုတဲ့အကြောင်းပြချက်နဲ့မျိုးစော်ကိုခေါ်လာခဲ့ပါတယ်ဒါပေမဲ့မျိုးစော်ကတော့မကူတဲ့အပြင်ကလေးတဘာဝအတိုင်းရှောက်စော့ကစားနေခဲ့တယ်ဗျမျိုးစောဟာခဲမလေးအလုပ်အတူလာလို့ကြလားစူးစမ်းလိုက်ကြတာမျိုးစော်လဲလေးစားရတဲ့ဝမ်းခွဲအကူတွေ့တော့ဝမ်းသာသွားခဲ့ပါတယ်ကိုကြီးအမဲလိုက်သွားမလို့လားတနတ်ကြည့်ကျင်တယ်ဒီနေ့တနတ်ယူမလာခဲ့ဘူးပိုကောင်းတာတွေ့ခဲ့တယ်ဟိုဘက်ကချုံမုံနာမှာတကယ်လားဘာလဲကိုကြီးတော့ကြက်လားဝက်လားပိုကြည့်တယ်ပြားအုံကြီးကွာငါ့ကိုကူးကြည့်ပေးဖို့လားခေါ်တာကူပေးရင်မင်းကိုဘိုက်ကားတော့အောင်ပြားရည်တိုက်မယ်လေဟာပြားရည်လားကျွန်တော်လိုချင်တယ်ခေါ်တော့ပေးပါလားကိုကြီးမျိုးနောင်ချုံမို့အနောက်ကိုဥဆောင်ခေါ်သွားချိန်ဟေမန်ကတော့တုံရင်စွာနဲ့လှဲ့တော်မကြည့်ရဲခဲ့ပါဘူးအမကွာမျိုးစောတွေ့လားကြည့်လိုက်ဦးဘယ်မှလဲကိုကြီးမတွေ့ပါဘူးမျိုးစောသတိမပြုတ်မိစွာနောက်ကျောပေးရင်းနဲ့ချုံမုတ်ထဲကိုကုန်းကြည့်ခဲ့ပါတယ်သူလဲကျသွားခဲ့ချိန်ချိရတဲ့အကူကိုလှည့်ကြည့်ဖို့ကြိုးစားခဲ့တယ်ဗျမျိုးစောတခုခုလှမ်းပြောဖို့ကြိုးစားပေမဲ့မမီတော့ပဲတဖြည်းဖြည်းငြိမ်ကျသွားခဲ့ပါတယ်တေးပြီးဆိုတာတေးကြတာနဲ့ဓာတ်ကိုဆွဲထုတ်လိုက်ခါအဝတ်ပေါ်သွေးတွေတုပ်လိုက်ပြီးအသင့်ယူလာခဲ့တဲ့ကြားချီရနဲ့အလောင်းဘေးမှာပုံဖို့ကကြားဆွဲခံရတဲ့ပုံစံဖြစ်အောင်လုပ်ခဲ့လိုက်တယ်ဗျပြီးတာနဲ့ထွက်ပြေးလာခဲ့ပါတယ်ဟေမန်ကြောက်လန့်စွာအော်ဟစ်ခါရွာထဲပြေးဝင်လာခဲ့ပြီးမျိုးစောရဲ့မိဘတွေရှေ့ရောက်တော့ရွာဇက်ဘက်ကိုလက်ညှိုးထိုးပြလိုက်ပါတယ်အကုန်လုံးလန့်သွားကြပြီးလက်နက်တွေယူကအမြန်ပြေးလိုက်သွားခဲ့ကြတယ်ဗျမျိုးစောကတော့ဒဏ်ရာပေါင်းများစွာနဲ့တွေးအိမ်ထဲမှာလဲကျနေခဲ့ပါပြီကျမအမားပါကျမသူ့ကိုပြန်ခိုင်းခဲ့မယ်သူဆက်နေခဲ့ကျမဒါအတင်းပြန်ခိုင်းခဲ့သူတင်မမဟုတ်ဘူး တကယ်ကိုကြားချီရပဲအကောင်တော်တော်ကြီးတယ်တနာစရာကောင်းလိုက်တာကောင်းလေးဟာမုတ်ဆိုးရဲ့တက်တည်ပြုတ်ချက်နဲ့အတူဘသူမှလူလက်ချက်လို့တန်တရားမဝင်ကြတော့ဘူးအဲ့ချိန်မျိုးနောင်ကယာထဲကိုအပြေးလိုက်လာခဲ့ပါတယ်ဘာဖြစ်လဲမျိုးစောဘာဖြစ်လဲမျိုးစောအလောင်းကိုတွေ့တာနဲ့ဒေါသထွက်ချင်အောင်စောင်းခဲ့လိုက်ပါတယ်ကြားစို့ငါမင်းကိုတတ်မယ်ငါမင်းတို့လက်သားချေပေးမယ်မျိုးစောစိတ်အေးထားကောင်းလေးငါတို့အခုအလောင်းကိုရွာထဲပြန်တဲ့သွားပြီးတော့နာရီလုတ်ပြီးအောင်မောင်သွားရင်ကြားပြန်လာနေလိမ့်မယ်အေးစစ်စစ်အိတ်နော်ညီလေးမင်းမိမောင်အခုဆက်ဆောင်ရှော့လိုက်မယ်ရွာရောက်တော့အကုန်လုံးကဝိုင်းဝန်းကမျိုးစောအတွက်နာရီလုတ်ပေးလိုက်ကြပြီးဘာကူမှလည်းတန်တရားမဝင်ခဲ့ကြပါဘူးတိတ်မကြခင်မှာပဲမျိုးနောင်ကဟေမန့်ကိုမျိုးစောမိဘတွေစီကနေတောင်းယူခဲ့ပါတယ်ငါချွေးမလေးငါသားလည်းမရှိတော့ဘူးအခုမျိုးနောင်ကမင်းကိုဇနီးအဖြစ်ယူဖို့ဆန္ဒရှိတယ်တဲ့မင်းသဘောပဲကြမ်းတော့တယ်ငါတို့ကမျိုးစောရဲ့မိဘတွေလေမင်းကိုဖိအားမပေးနိုင်ဘူးမင်းသဘောပဲနော်အဖေအမေသမီးတကယ်တောင်းပန်ပါတယ်သမီးပင်မမသွားချင်တာပါမျိုးစောကိုလည်းအခုလိုမျိုးမဖြစ်စေချင်ဘူးဒါပေမဲ့ကျမလည်းဘာမှလုပ်မပေးနိုင်ခဲ့ဘူးကျမအခုမသွားရလဲနောက်သွားရမှာပဲကိုကြီးမျိုးနောင်ကတာကျမကိုလက်ခံနိုင်တယ်ဆိုရင်ကျမလိုက်နေပါမယ်နောက်ဆုံးတော့နှစ်ယောက်သားဆန္ဒရှိတဲ့အတိုင်းလက်ထပ်လိုက်နိုင်ခဲ့ပါတယ်တိတ်မကြခင်မှာဟေမန်တိုးနောင်ဆိုတဲ့သားလေးတယောက်မွေးဖွားခဲ့တယ်ဗျဒါပေမဲ့မျက်နှာမှာမျိုးစော်ကိုမျိုးနောင်ဓာတ်နဲ့ထိုးခဲ့တယ်လို့အမာရွတ်တွေထူးဆန်းစွာပါနေခဲ့တယ်ဗျကောင်လေးကအသက်9နှစ်အရွယ်ကိုရောက်လာခဲ့ပေမဲ့တိတ်ဆိတ်စွာနေကဘသူနဲ့မှစကားပြောရတာမကြိုက်ပါဘူးတနေ့မျိုးနောင်အိမ်ရှိမှာဓာတ်သွေးနေခဲ့ပါတယ်
အဖေဘာလို့ကျွန်တော်ကိုတတ်ခဲ့တာလဲဘာပြောလိုက်တဲ့သားတိုးနောင်ကဘာမှပြန်မပြောဘဲတိတ်ဆိတ်စွာငြိမ်သက်နေခဲ့ပါတယ်တနေ့ရွာထဲမှာလူတွေစကားစုပြောနေတဲ့အချိန်မျိုးနောင်တို့အနားမှာရှိနေခဲ့တယ်ဗျကျုပ်အခုထိတောထဲဝင်ဖို့ကြောက်နေတော့မယ်မျိုးစော်တတ်တော့တဲ့ကြားအခုလောက်ဆိုအိုးပြီးတော့တေးလောက်ပါပြီနော်ပြောရင်ငါမြို့တော်သတိရလာပြီတကယ်ကိုအသက်တူလိုက်တာကြားနဲ့မတွေ့ခဲ့သေးဘူး ကြားမဟုတ်ပါဘူးအဖိုးရွာသားတွေကအံ့ဩကလှည့်ကြည့်လိုက်ပါတယ် ဘာပြောလိုက်တယ်တိုးနောင် ကြားမဟုတ်ဘူးလို့ပြောတာဘယ်ကြားမှမရှိဘူး ကြားမဟုတ်ရင်ဘာလဲခလေးရဲ့ ကျွန်တော်အဖေလေကျွန်တော်အဖေကကျွန်တော်ကိုတတ်ခဲ့တာရွာသားတွေလည်း9နှစ်ကလေးရဲ့စကားကြောင့်ထိတ်လန့်သွားကြပြီးဒီကိစ္စကမျိုးနောင်နဲ့ဘာဆိုင်နေလို့လဲလို့တွေးသွားကြပါတယ်အဲ့အချိန်ကစပြီးမျိုးနောင်လည်းပိုတတိပြုမိလာကသူ့သားကလက်စားချေဖို့ပြန်လာတဲ့မျိုးစောလို့ထင်လာခဲ့တယ်ဗျတညမျိုးနောင်ဓာတ်ဟုတ်ကိုင်းကတားဖြစ်သူရဲ့အခန်းထဲဝင်လာခဲ့ပါတယ်တိုးနောင်ကတော့ဘာမှတတိမထားပဲအိတ်နေခဲ့တာပေါ့ဗျာမင်းအရန်တောနေတယ်ပေါ့လေမသိနိုင်ဘူးပေါ့လေဒီညတော့မင်းကိုထက်မမွေးနိုင်အောင်တတ်ပြမယ်မျိုးနောင်ဓာတ်ကင်ထားတဲ့လက်ကိုမြောက်ရွယ်လိုက်ပါတယ် အကိုဘာလုပ်နေရလဲရက်လိုက်နော် အမေဖြစ်သူအန်ဒီယိုဂယူးမဆိုင်ပဲဓာတ်ကိုဝင်လူခဲ့ပါတယ်မင်းဝင်မပါနဲ့အဲ့ဒါမျိုးစော်ဆိုတာမမြင်ဘူးလားငါတို့သားမဟုတ်ဘူးရှိရပဲငါတို့ထတ်တတ်မယ်မျိုးနောင်ဟေမန့်ကိုတွန်းထုတ်လိုက်ပြီးတားဖြစ်သူဘက်ကိုလှည့်ကဓာတ်နဲ့ထက်ရွယ်လိုက်ပါတယ် ဟိမန်သားဖြစ်သူစီပြေးသွားခဲ့ပါတယ်။ဒါပေမဲ့ဒါဟာကိုပေါ်မှာမဟုတ်ပဲဘေးမှာသာထိုးထားတာဖြစ်နေခဲ့တယ်ဗျ။မျိုးတော်တမင်တက်တက်လွှဲထိုးခဲ့တာဖြစ်ပြီးသူဘလောက်မျိုးစောကိုမုံမုံသားဖြစ်သူကိုတော့မတတ်နိုင်ခဲ့ပါဘူး အကိုဘာမှဖြစ်ရအောင်နော်ကျမတောင်းပန်ပါတယ် ။မိမအကိုမင်းကိုချစ်တယ်နော်။အကိုအခုကန်ရဲ့အကျိုးကိုပေးစားရတော့မယ်။ကိုတို့သားကိုဂရုစိုက်ပေးပါ။သူနဲ့ဘာမှမဆိုင်ဘူး။ သူဘာမှမဟုတ်အကိုပဲမှားတာပါမျိုးတော်ဖြည်းဖြည်းချင်းအသက်ရှူကတခုခုကိုမြင်နေရတယ်လို့မျက်နှာချက်ကိုကြည့်နေခဲ့ပါတယ်မျိုးစောတော်ပြီငါလိုက်ခဲ့မယ်ငါလုပ်ခဲ့တာတွေအတွက်ငါပြန်ပေးဆက်ပါမယ်ငါတော့လွတ်ပေးပါသူနဲ့မဆိုင်ပါဘူးသူ့အားလုံးမေ့အောင်လုပ်ပေးပါပြီးတော့သူ့ကိုစောင့်ရှောက်ဖို့ငါမိမကိုလည်းလွတ်ပေးပါသူပြုတ်ခဲ့တဲ့ကန်နေနဲ့အတူမျိုးနောင်ငြိမ်သက်သွားခဲ့ပါတယ်။နောက်ဆုံးတော့ဘာအကြောင်းပြချက်တွေပဲရှိရှိတခြားသူတယောက်ရဲ့အသက်နဲ့လဲရလောက်တဲ့အကြောင်းပြချက်မျိုးတော့မရှိခဲ့ကြပါဘူး။အနေနဲ့အမြန်ကိုပြုတ်ခဲ့တဲ့ကန်ကိုကိုသာပြန်ခံရမှာပဲဖြစ်ပါတယ်။ CKO မှာဖုန်းဖြစ်ရေးဆွဲနိုင်မဲ့ 2D animation ကာတွန်းသင်တန်းကိုစတင်ဖွင့်လှစ်လိုက်ပါပြီခင်ဗျာ။ software သွင်းပြီး animation အခြေခံမှစတင်ပြီးတော့အခုဗီဒီယိုမှာပါတဲ့ animation movie တွေကိုဆွဲနိုင်တဲ့အထိလေ့လာသင်ကြားရမှာဖြစ်ပါတယ်ဗျ။ social media မှာ animation story ဖန်တီးပြီးတော့ဝင်ငွေရှာလိုတဲ့သူတွေကာတွန်းနည်းပညာနဲ့မိမိရဲ့စိတ်ကူးရင်ကဘာကိုဖန်တီးလိုသူတွေဝါသနာအနေနဲ့ရောဝမ်းစာအနေနဲ့ရောလေ့လာလိုသူတွေ CKO ကဖန်တီးထားတဲ့ဗီဒီယိုတွေအတိုင်းစိတ်ဝင်စားဖန်တီးခြင်းသူများအတွက် CKO မှာ Yo-Yo class နဲ့ Master class ဆိုပြီးတော့သင်တန်းတစ်မျိုးဖွင့်ပေးထားပါပြီခင်ဗျာ။မိမိကျန်တဲ့တရားအတန်းအောင်ရွေးချယ်ဖို့ CKO မှာအတန်းအရင်နဲ့သိကျင်အောင်မေးလို့ရပါပြီနော်။ Facebook group Telegram channel ကနေ CKO team မှာ 2D animation manager ကိုယ်တိုင်ဗီဒီယိုသင်ခန်းစာတွေနဲ့သင်ကြားပေးမှာဖြစ်ပါတယ်။သင်တန်းကြီးအနေနဲ့ကတော့အခု February လအတွင်းမှာအနံသူများအတွက် Yo-Yo class 2သိန်းကျပ် Master class 3သိန်းကျပ်နဲ့သင်ကြားပေးတော့မှာဖြစ်ပါတယ်ခင်ဗျာ။သင်တန်းသားအကန့်အသတ်ရှိသလိုသင်တန်းကြီးကလည်း February လကုန်တာနဲ့ပြောင်းလဲတော့မှာဖြစ်လို့အခုအပ်ချင်အခုပဲအပ်လို့ရပါပြီခင်ဗျာ။